ရှေးလွန်လေးပြီးတဲ့အခါကဘာယာနတီပြည်ကာတိတိုင်းကိုအုပ်စိုးလျက်ရှိတဲ့ကာတိဂရစ်အမည်ရှိတဲ့ဘီရင်ကြီးတစ်ပါးဟာမင်းပြုလေပါတယ်ထိုမင်းရဲ့မိဖုရားဟာမဒရစ်တိုင်းတာဂလပြည်မဒရစ်မင်းရဲ့တမီးတော်စန္ဒာဒေဝီဖြစ်ပါတယ်ထိုမိဖုရားကြီးမှစပြီးတော့မင်းမောင်မအပေါင်းတို့မှာတယောက်သောမိဖုရားမောင်မတို့ကမျှသားသမီးမထွန်းကားပဲရှိကြပါတယ်ထို့ကြောင့်ပဲဘာယာနတီပြည်သူပြည်သားအပေါင်းတို့ဟာထင်းမွေနန်းမွေကိုဆက်ခံဖို့အတွက်တားစုကိုတောင်းပါမိအကြောင်းကိုမင်းရင်ပြင်မှအငြင်းညွတ်စည်းဝေးပြီးတော့ဘီရင်ကြီးကတိကြရကြောက်ထားကြပါတယ်ဒါကြောင့်ပဲမင်းကြီးရဲ့16000သောမောင်မအပေါင်းတို့ဟာမိမိတို့ကိုယ်ွယ်ရာနတ်တွေကိုပူဇော်ပြီးတော့တားစုကိုတောင်းကြလေပါတယ်တိုးပေမဲ့လည်းစန္ဒာဒေဝီမိဖုရားကြီးတယောက်ပဲတားစုပန်းနဲ့အလိုတော်ပြည့်ပြီးဒေမီယာဆိုတဲ့အလောင်းတော်မင်းသားလေးကိုဖွားမြင်နေပါတယ်တနေ့မှာတော့မင်းကြီးဟာတလသားသားငယ်ကိုမိဘတို့ရဲ့ချစ်ချင်းမြတ်တာအဟုန်နဲ့ရင်ခွင်ထဲမှာထားပြီးတော့မုတ်တကားနဲ့ရင်ပြင်းတပင်တော်ထီးဖြူရိပ်မှာစိတ်နှလုံးချမ်းမြေ့စွာနဲ့နေနေပါတယ်အဲ့ဒီအချိန်မှာမင်းချင်းတို့ဟာခိုးသူ၄ယောက်ကိုဖမ်းယူချီနှောင်ပြီးတော့မင်းကြီးကိုဆက်လာလေပါတယ်ထိုအချိန်မှာမင်းကြီးလည်းခိုးသူတွေကိုအများကြောက်ရွံ့ထိတ်လန့်အောင်ထင်ရှားစွာစီရင်စေဟုအမိန့်ပေးလေပါတယ်ဒီလိုမျိုးကြောက်မက်ဖွယ်ဖြစ်တဲ့မင်းကြီးစကားကိုတလသားအရွယ်မင်းသားနယ်ကြားတဲ့အချိန်မှာရှေးဘဝကဘာယာနတီပြည်မှာ20မင်းပြုတ်ခဲ့မှုတဲ့အဖြစ်ကြောင့်နှစ်ပေါင်း8000မြငရဲတို့လာခဲ့ရသည်ကိုပါရမီအလျောက်ပြန်ပြောင်းအောင်မိပြီးတော့မင်းပြုတ်ရမယ့်အချင်းအရာကိုများစွာတုံ့လုံးမိလေပါတယ်ထိုအခါမှာရှေးကအမိဖြစ်ခဲ့ဘူးလေထီးဖြူတော်စောင်းတဲ့သမီးဟာတေမီယာမင်းသားကိုစွန့်နာပင်းပြီးတော့လူချင်းမတူတဲ့ကာလကဏီလိုမျိုးဟန်ဆောင်ပြီးနေဖို့အကြံပေးတဲ့အချိန်မှာတေမီယာမင်းသားဟာအဲ့ဒီအကြံအတိုင်းပဲတခြားကလေးတွေလိုမျိုးမငုံမရဲအလိုလျောက်လက်ခြေထောက်တွေကိုလည်းမယူမသိမ်းမြေမြေရှက်ရှက်အိပ်ပျော်ခြင်းလည်းမရှိတော့ပါဒီလိုမျိုးမင်းသားလေးမတုံမလုံနေကြောင်းကိုထင်းတော်ရီတီးတဲ့အချိန်မှာတော့မင်းကြီးကိုရှောက်ထားပြီးတော့ပညာရှိတွေနဲ့တိုင်ပင်ပြီးတော့တစ်နှစ်အရွယ်မှာနှုတ်ရည်နဲ့အလိုစမ်းခြင်း2နှစ်အရွယ်မှာမုံခဲပွဲနဲ့အလိုစမ်းခြင်း3နှစ်အရွယ်မှာတတိဖြင့်အလိုစမ်းခြင်း4နှစ်အရွယ်မှာကစားပွဲဖြင့်အလိုစမ်းခြင်း9နှစ်အရွယ်မှာဘောဇင်ဖြင့်အလိုစမ်းခြင်း6နှစ်အရွယ်မှာမီးဖြင့်အလိုစမ်းခြင်း9နှစ်အရွယ်မှာစင်ဖြင့်အလိုစမ်းခြင်း10နှစ်အရွယ်မွေဖြင့်အလိုစမ်းခြင်း9နှစ်အရွယ်မှာပချေတပင်ဖြင့်အလိုစမ်းခြင်း10နှစ်အရွယ်မှာတန်လျက်ဖြင့်အလိုစမ်းခြင်း12နှစ်အရွယ်မှာခယူသိန်းဖြင့်အလိုစမ်းခြင်း12နှစ်အရွယ်မှာစီကြီးဖြင့်အလိုစမ်းခြင်း13နှစ်အရွယ်မှာစီမီဖြင့်လိုစမ်းခြင်း14နှစ်အရွယ်မှာတင်လဲဖြင့်လိုစမ်းခြင်း15နှစ်အရွယ်မှာမစင်ဖြင့်လိုစမ်းခြင်း16နှစ်အရွယ်မှာမီးမယ်ဖြူဖြင့်လိုစမ်းခြင်း19နှစ်အရွယ်မှာကခြေတီဖြင့်လိုစမ်းခြင်းဆိုပြီးတော့မင်းအမတ်တွေဟာတေမီယာမင်းသားရဲ့လိုကိုသိရအောင်19ကြိမ်တိုင်တိုင်လိုစမ်းကြလေပါတယ်ဒါပေမဲ့လည်းအမှန်ကိုမလျှောက်ထားနိုင်ကြောင်းသိရတဲ့အချိန်မှာမင်းကြီးဟာပူရောဟိတ်ပုံသားတွေကိုခေါ်ယူမေးမြန်းလေတဲ့အခါပူရောဟိတ်တွေဟာတေမီယာမင်းသားကိုစက်တရေမိခဤဖြစ်တဲ့အတွက်ကြောင့်အမင်္ဂလာအင်္ဂါချိုးရုပ်တဲ့ညရထားမှာတင်စေပြီးတော့တုတ်တန်တစ်ဆက်ပြင်မှာမြုံနှံပြီးတော့ဖြောက်ဖြက်တဲ့နယ်ဆိုပြီးတော့ဒီမဝက်ကိုမငဲ့ကွက်ပဲလျှောက်ထားကြပါတယ်ထိုအချိန်မှာမေရောစန္ဒာဒေဝီမိဖုရားကြီးဟာရှေးခါကမိမိလိုရာခွင့်တောင်းစီဆိုတဲ့အမိန့်ကိုမင်းကြီးထံကနေပြီးတတိယရှိပြီးဖြစ်တဲ့အတွက်ကြောင့်တားတော်တေမီယာမင်းသားအသက်ချမ်းသာပေးစီပြီးတော့တားတော်ကိုထီးမွေနန်းမွေပေးအပ်ဖို့တောင်းဆိုနေပါတယ်မင်းကြီးကညင်းတဲ့အချိန်မှာမိဖုရားကြီးကလည်းတသက်တာကာလမြမင်းဖြစ်မရရင်ခွင်နှစ်တိုဒီမဟုတ်ခွင်2လ6လ5လ4လ3လ2လ1လ15ရက်9ရက်ဆိုပြီးတော့တက်နိုင်တဲ့မြစုကိုရအောင်လျှောက်ထားရမှာတော့နောက်ဆုံးမှာတေမီယာမင်းသားကိုခွင်2ရက်ထီးနှန်းအလိုက်ပါတယ်ဒီခွင်2ရက်ထီးနှန်းစိုးစံနေစဉ်မှာမေတော်စန္ဒာဒေဝီမိဖုရားဟာတေမီယာမင်းသားကိုစကားပြောဖို့တောင်းပန်နေပါတယ်ဒါပေမဲ့လည်းတေမီယာမင်းသားဟာမေတော်တယောက်ကိုမထောက်မထားသနာခြင်းမရှိတဲ့ပုံစံနဲ့ဒိဋ္ဌံမပြည့်ရအောင်မတုံမလုတ်ဘဲသာနေလေပါတယ်ဒါကြောင့်9ရက်မြောက်တဲ့နေ့မှာယထာမှုဟာတေမီယာမင်းသားကိုညီမမြုပ်မယ်ဆိုပြီးတုတ်တန်တို့ထုတ်လေပါတယ်ထိုအခါမှတေမီယာမင်းသားဟာငါကားအထက်ကပညာစွမ်းကိုဖုံးလွှမ်းမြုပ်တဲ့အချိန်အခါမဟုတ်သဖြင့်ထုတ်ပြခြင်းမပြုယခုမူကားပညာနှင့်ကိုအားကိုထင်ရှားစွာထုတ်ပြတဲ့အချိန်ရောက်ပြီဆိုပြီးယူဆပြီးတော့လက်ထားပေါ်ကနေပြီးညီတို့ဆင်းပြီးတဲ့အခါအဝိတ္တန်စားတွေကိုဝစ်ဆင်ဖို့တောင်းတလေပါတယ်အဲ့ဒီတောင်းတစ်ချက်အရာဝိသကြုံတဲ့သားကတိကြမင်းကိုစားဝစ်လဲတော်ကိုဆက်တလိုက်ရာအဲ့ဒီဝစ်လဲတော်ကိုဝစ်ပြီး
ယထာမှုသူ့နန္နာနဲ့စကားဆိုလိုက်ပါတယ်ဖျားလောင်းတေမီယာမင်းသားဟာယထာမှုကိုအဆွေခင်ဘုန်းတို့အားမပြစ်မှားထိုက်ကြောင်းမိတ္တပူဇာတိတာနာစေကားထာနဲ့တရားဓမ္မဟောပြတဲ့ချိန်မှာယထာမှုဟာတေမီယာမင်းသားရဲ့အဖြစ်ကိုသိပြီးတော့နေပြည်တော်သို့ပြန်ပြီးမင်းပြုတ်ပေးဖို့လျှောက်ထားလေပါတယ်ဒါပေမဲ့တေမီယာမင်းသားဟာမင်းအဖြစ်ကိုစွန့်ပြီးယဟန်ပြုတ်ပြီးစိတ်အေးချမ်းသာစွာနေလို့ရဲဆိုပြီးပြောပြပြီးတော့ခမဲတော်မဲတော်ဆွေတော်မျိုးတော်တွေကိုကြော့လိုက်ကြောင်းကိုမှာကြားပြီးယထာမှုကိုနေပြည်တော်သို့ပြန်လွှတ်လိုက်ပါတဲ့ယထာမှုလည်းနေပြည်တော်ကိုရောက်ပြီးအကြောင်းစုံကိုလျှောက်ထားလေတဲ့အခါမဲတော်ခမဲတော်တို့ဟာယဟန်ဖြစ်သို့ရောက်ပြီးတဲ့တေမီယာမင်းသားထံကိုကိုယ်တိုင်လိုက်လာကြပြီးတဲ့နောက်မှာတေမီယာမင်းကိုမင်းအဖြစ်ကိုယူဖို့တောင်းပန်ကြတဲ့အခါတေမီယာမင်းဟာတောထွက်ခြင်းရဲ့အကျိုးကိုပြပြီးတော့တရားဓမ္မဟောကြားတဲ့အချိန်မှာမဲတော်ခမဲတော်တွေဒါမကပဲဘာယာနာတိတပြည်လုံးဟာဥစ္စာစည်းစိမ်ခုသမျှကိုစွန့်လွတ်ပြီးတော့တောထွက်ကြပြီးယဟန်ပြုကြလေပါတယ်